Hello welcome back ကျွန်တော်ဒီနေ့ကကျွန်တော်ပတ်တရားကိုခရီးသွားမှာဖြစ်ပါတယ်ဘန်ကောက်ကနေပတ်တရားကိုရထားနဲ့သွားမယ်အစောကြီးရှိသေးတယ်ဗျကျွန်တော်တို့က4နာရီလောက်ပဲရှိသေးတယ်အစောကြီးလာတာအိမ်ရင်မွားသေးဘူးရထားမှာအိမ်မယ်လို့စဉ်းစားထားတယ်ကျွန်တော်ရထားမှာတလန်းလုံးပတ်တရားရောက်တဲ့ဒီအိမ်လာတာအဲ့ဒီအတွက်ကျွန်တော်မအိတ်ခင်လေးပဲကျွန်တော်ဟိုရိုက်ဒီရိုက်ပဲရိုက်လိုက်ရတယ်谢谢你。ကျွန်တော်တို့ကျွန်းတကျွန်းကိုလေးလာခရီးသွားမှာဖြစ်ပါတယ်ဒီလူအုပ်ကြီးကကျွန်တော်နဲ့ခီးစဉ်အတူတူပဲGentle nights with whispers, low stars above in the gentle glow, dreams that drift through endless smiles, all wrapped up in sweet, soft smiles. အမရှိတွေပါကူရင်းနဲ့ဗျာဓာတ်ပုံရိုက်ချင်လည်းရတယ်အမ drone နေနဲ့ရိုက်ပေးရပေါ့နော်သူတို့ကျွန်တော်ရိုက်ပြီးသွားပါပြီကျွန်တော်လေဒီခုံမှုအတွက်ကျွန်တော်ရောက်နေရဖြစ်ပါတယ်လေဒီစီးရပေါ့နော်လေဒီခုံတာတော့မဟုတ်ကျွန်တော်ဒီဘက်ကန်ကိုပြန်ရောက်ပါပြီလေဒီရေးပါစီပြီးရောပေါ့နော်အသားကြီးလည်းမဲသွားပြီမှာသူကနေလောင်တာနဲ့လို့စားငယ်ရည်နဲ့ဖိုင်နေဆိုတော့လေအသားရပြက်စီသွားโอเคကျွန်တော်သွားလိုက်ကြအောင်ကျွန်တော်နဲ့တူလိုက်ခဲ့ပါဘယ်သွားမှလဲဆိုကျွန်တော်ဘိုက်သွားဖြစ်မှာနိုင်မာကက်တစ်ခုမှာကျွန်တော်တစ်ခုသွားစားမယ်ပြီးရင်တော့ပြန်ပြီးအနားယူမယ်နောက်နေ့ကျရင်ကျွန်တော်ဒီကျွန်းလုံးဆိုင်ကပတ်စီမယ်ဗျာဒါတော့ကျွန်တော်ပတ်တရားမှာအထင်ကြီးလန်လေးတလန်းပေါ့နော်အထဲဒီရောကျွန်တော်မဝင်ခဲ့ပါဘူးကျွန်တော်ဒီလန်ထိတ်ကနေပဲကျွန်တော်ရိုက်လိုက်တာပါโอเค